ဘာမသိညာမသိနဲ့ရှောက်မရွတ်ကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွတ်နဲ့ပြိတ္တိပဲရွတ်ဘုရားဟောတဲ့ဟာမှအစစ်မှန်ဖြစ်သေးတယ်နော်လောကကြီးကိုလိမ်ညာပြီးတော့စားနေကြတာလိမ်ညာပြီးတော့စားနေကြတာမန္တမန္တရားတွေစုပ်ပြီးတော့ဟိုဝိဇ္ဇာလို့ဇောကြီးလို့အဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အစွမ်းတကူတွေကိုလူတွေကယုံကြတယ်ယုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုပ်ကြတယ်အုံဖလို့မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးကျွတ်ဆိုဖြစ်နိုင်မှာဖြစ်နေနော်အဲ့ဒီလားသို့သောလူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံတော့မယ်တာတွေကယုံနေတော့မယ်အုံဖွားတွေကမရသေးဘူးအုံဖွားဆိုတာကိုသိလားဘာကြောင့်အုံဖွားလို့ခေါ်တာတော့ဗမာစကားမှာအုံဖွားပါဠိစာပေမှာအုံဆိုတဲ့စကားလုံးကအဥမအခရာ၃လုံးပေါင်းထားတယ်နော်အရဲ့ဥရဲ့မရဲ့အဲ့ဒီ၃ခုကိုတသန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနိုင်အောင်တသန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဖြစ်သွားရနော်အဥမကြတော့ပါစပိတ်အဥဟောအဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တဲ့သူတို့ကိုးကွယ်တဲ့ဘုရား၃စုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာအကဗြဟ္မာဥကဗိရှနုမကတိဝရှိပံအဲ့ဒီ၃ခုကိုရည်စူးပြီးအုံလို့ရွတ်တာဘုရားဘာသာနဲ့မဆိုင်ဘူးဒါသွားရွတ်ရမလို့အုံဆိုပြီးတော့မန္တနေရွတ်တဲ့အခါမှာရှေ့ကထားပြီးတော့ရွတ်တယ်ဒီဘက်မှာအုံမဏိပတမေဟုံဆိုတာလေရှိသလိုပဲအဲ့ဒီအုံခံပြီးတော့နောက်ကဖွားဆိုတာတကယ်ကတော့ဖွားမဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့အခါမှာကလေးလေးတွေမတော်တဆနာသွားရင်လူကြီးတွေကဘာလုပ်ကြတာပုတ်ပေးပြီးတော့ဖွားလုပ်ကြတာဒီရက်တော့ပြောတတ်ဘူးဘုန်းတို့စီတော့အဲ့လိုကလေးလေးပုတ်ပြီးဟဲ့ဖွားကျဉ်တ်သွားအမှန်ဖွားလို့ပြတ်သွားမဟုတ်သူအချိန်တန်လို့ပြောက်သွားနော်လူကြီးကနေပုတ်ပေးပြီးတော့ဟဲ့ဖွားလှုပ်လိုက်ရင်ပြောက်သွားအဲ့ဒါလိုပဲပါဠိစာပေမှာဖုဓမ္မကမန္တန်လို့ဆိုတာရှိတယ်မန္တန်ရွတ်ပြီးတဲ့အခါမှာဖူးဆိုပြီးတော့မှုတ်လိုက်ရတယ်နော်အဲ့ဒီဖုဓမ္မကမန္တန်ကနေဖုကနေဖွားဖြစ်သွားတာအုံဖွားဆိုလားအုံကအစဖွားကအဆုံးပဲအုံလို့ရွတ်ပြီးတော့နောက်ကဖူးလို့မှုတ်လိုက်တယ်အဲ့ဒီကနေကူးဆက်လာနောက်တစ်ခုကူးဆက်ပုံပြောအောင်မယ်မန္တန်နေလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးကြလိမ့်မယ်မန္တန်နေရွတ်ပြီးနောက်ပိုင်းမှာစွာဟာ